ဂျပန်မှာလူတည်ဦးတဲ့အိမ်လားပါလားဆိုတာကိုဘယ်လိုစစ်မလဲလက်ရှိဂျပန်မှာနေတဲ့လူတွေကိုနေတဲ့အိမ်ဒါမှမဟုတ်ရင်ကိုငားမဲ့အိမ်ကလူလားဖြစ်ပူတဲ့အိမ်လားဆိုတာကိုစစ်ကြည့်လို့ရတယ်နော်ဘယ်လိုစစ်ရမလဲဆိုတော့ဒီ link လေးပေါ့နော် comment မှာလည်းချပေးထားမယ်အဲ့ဒီ link လေးကနေပြီးတော့ကိုနေထိုင်မဲ့ကိုစစ်ချင်တဲ့ရက်ကွက်နဲ့လိပ်စာကိုထည့်ပြီးတော့စစ်လို့ရတယ်အဲ့ဒီမှာမီးတောက်လေးတွေပေါ်လာတယ်ဆိုရင်တော့အဲ့ဒီအိမ်မှာတခုခုဖြစ်ပူတယ်ပေါ့နော်အသေးစိတ်ကိုလည်းအဲ့ဒီမီးတောက်လေးကိုနှိပ်ပြီးတော့ဒီဘက်ဒေါင်းလေးနာမှာသူတို့အသေးစိတ်ရေးထားပြီးတယ်ပေါ့နော်ဘယ်လိုဖြစ်ခဲ့တယ်ဆိုတဲ့ဟာကိုရေးထားပြီးတယ်ဒါပေမဲ့ဒီ website ကလေးအရင်ကြီးတော့ update တော့မဖြစ်မနေဘူးပေါ့နော်ဥပမာဒါလေးဆိုရင်ပေါ့နော်အခုဒီရဲ့မီးတောက်လေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒီမီးတောက်လေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီရဲ့ဘယ်ဘက်မှာပေါ်လာပြီပေါ့နော်ဘယ်လိုဖြစ်ခဲ့လဲဆိုတာဟိုဒါဆိုရင်မီးလောင်ပြီးတော့မှဆုံးသွားတာပေါ့နော်ဒီမှာကြည့်လိုက်ဂျပန်တနိုင်ငံလုံးမီးတောက်တွေဘယ်လောက်များလဲဆိုတာ哦နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်း comment မှာခဲ့ပြီးပါအောင်နော် bye bye